မေမေတို့ကိုပြောပြမယ်။ကလေးဖြည့်ဆွတ်စာစကြွေးတဲ့အခါဘယ်အာဟာရကိုအရင်ဆုံးဦးစားပေးသင့်လဲဆိုတာသိပါသလား။အဖြေကတော့တန်တက် iron ပါ။ဒီနေ့မှာတော့ကလေးအတွက်တန်တက်ကျွဲဝတဲ့အစားအစာ၃မျိုးကိုပြောပြပေးမယ်။ပထမတစ်မျိုးကကြက်ဥအနှစ်။ကြက်ဥအနှစ်မှာတန်တက်ကျွဲဝရုံသားမကကလေးအုံနောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ခိုလင်းလဲပါဝင်ပါတယ်။ဒုတိယကအနီရောင်အသားများဝက်သားအမဲသားတရိษံအသားထဲကတန်တက်ဟာအပင်ထွက်တန်တက်ထက်ဆုပ်ယူမှုပိုကောင်းပါတယ်။တတိယကဟင်းနိုးနွယ်ရွက်ကိုက်လန်စားတဲ့အစင်းရောင်ဟင်းသီးဟင်းရွက်တွေပါ။ဒါပေမဲ့အပင်ထွက်တန်တက်ကဆုပ်ယူမှုနည်းတာမို့ဗီတာမင်စီနဲ့တွဲကျွေးဖို့လိုပါတယ်။တန်တက်လုံလောက်စွာရရှိခြင်းကကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုသွေးအားနည်းယောဂကာကွယ်မှုနဲ့စွမ်းရည်အတွက်အထောက်အကူပြုပါနဲ့။ဒါပေမဲ့တန်တက်ဖြည့်ဆွတ်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲမကျွေးသင့်ပါဘူး။တန်တက်များလို့ရင်လည်းအန္တရာယ်ရှိနိုင်ပါတယ်။နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်